အားလုံးမင်္ဂလာပါခင်ဗျာ Futu LM Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါလေဆက်ပန်အောင်ဘာကြောင့်စိုးလဲ Okay ကျွန်တော်ရင်ဦးဆုံး round 1ကိုကြည့်မယ်ဗျာဆက်ပန်အောင်က1 2နဲ့စဖွင့်နေတစ်ချက်မှထိမသွားဘူးဗျာဂျပန်ဖိုက်တာကမြန်တယ်နစ်စနစ်ကောင်းတယ်ကျွန်တော်နောက်မကြောက်1 2နှစ်ယောက်သာဖွင့်ဆော့ကြတယ်ဗျာဌာနေစုကထိချက်ဖို့ကောင်းတယ် body shot တွေနိုင်တယ် body kit တွေထုတ်လာတယ်ကြာလာတော့စက်ပန်အောင်ကြောင်ပြောက်လာတယ်ဗျာဒုတိယချီမှာလောဝဌာနေစုတွေဖြစ်သွားတယ်ဗျာကျွန်တော်တို့ body shot တွေ karate kit တွေသုံးလာတယ်စက်ပန်အောင်ဘယ်လောက်ထိမှနိုင်မလဲဗျာ body တွေထိတာများလာတော့လဲပါပဲကျွန်တော်စက်ပန်အောင်လဲစိတ်အောင်မှမဟုတ်တာဒီပွဲမှာကျွန်တော်ပြောချင်တာနစ်စနစ်ပိုင်စကားပြောသွားတာဗျာဂျပန်ဖိုက်တာတွေထဲမှာဒီဌာနေစုကတို့ထာကဲရူနဲ့ကစားဖို့ကြီးစင်းနေတာကရတေကစ်တွေရှယ်ကြီးဗျာဒီတော့မြန်မာလေးအနေနဲ့ဒီ1ကိုလာပြန်မယ်ဆိုရင်ကျွန်တော်နစ်စနစ်ပိုင်းတွေအများကြီးပြင်ဆင်ရဖို့ရှိတယ်ဗျကျွန်တော်ပြောချင်တာဒါပါပဲဒီနေ့မှာကျွန်တော်စက်ပန်အောင်ဘာကြောင့်ဆိုပါလဲဒါပါပဲနစ်စနစ်ပိုင်းကိုလုံးအရန်ကိုလိုအပ်တယ်ဗျကွာခြားချက်တွေအများကြီးရှိတယ်ဂျပန်ဖိုက်တာမှာ body shot တွေကျွန်တော်ကရတေကစ်တွေသူ့ရဲ့တွဲလုံးတွေသူ့ရဲ့နီးစနီးပန်းတွေအများကြီးရှယ်ကောင်းတယ်ဗျာဒါကြောင့်မို့ကျွန်တော်မြန်မာတွေအနေနဲ့ဒီမှာဘယ်တော့ပဲချန်ပီယံပဲဖြစ်ပါပဲဖြစ်ကျွန်တော်ဒီမှာလာကစားမယ်ဆိုရင်သူတို့ရဲ့နီးစနီးပန်းတွေကျွန်တော်အများကြီးပြန်လေ့ကျင့်ရမယ်ခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ follow လုပ်ပေးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ